Hello Telegram မှာကိုယ့်ရဲ့ MyDay ကိုဘယ်သူတွေကခိုးကြည့်နေလဲဆိုတာကိုသိချင်လားတပတ်ကို MyDay 3 ပုတ်ပဲတင်လို့ရလို့ MyDay တွေအများကြီးတင်ချင်လား Telegram ကိုသူများတွေထပ်ပို့ပြီးတော့ထားကြကြလေးသုံးနေတယ်ဆိုလို့ရှိရင်တော့ Telegram Premium ဝယ်လို့ရပါတယ် Telegram Premium ကတော့1 month 3 month 6 month နဲ့1 year အထိရှိပါတယ်ကိုကြိုက်နေတဲ့ဟာကိုရွေးချယ်ပြီးဝယ်လို့ရပါတယ် Telegram Premium ကိုသူများတွေထပ်ပို့ပြီးတော့ထားကြကြသုံးကျင်တဲ့ကောင်လေးတွေကောင်မလေးတွေ MyDay တွေတနေ့ကိုအများကြီးတင်ကျင်တဲ့သူတွေပြီးကြတော့ online မှာ Telegram မှာဈေးရောက်တဲ့လူတွေအလုပ်လုပ်နေတဲ့လူတွေဆိုလို့ရှိရင် customer trust ရဖို့အတွက်ကိုပေါ့နော် Facebook မှာလိုမျိုး blue mark လေးလည်းပါမယ်ကိုယ့်ရဲ့ location လည်းပါမယ်ပြီးတော့ကိုယ့်ရဲ့ customer တွေလာတဲ့ခါကျလို့ရှိရင် auto reply လေးတွေလည်းထည့်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်တခြားလူတွေနဲ့မတူဘဲနဲ့ကို emoji လှလှလေးတွေ emoji လှုပ်လှုပ်ကလေးတွေနဲ့အရန်လာတဲ့ emoji လေးတွေထည့်လို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်အားသာချက်တွေဆိုလို့ရှိရင်တော့ download speed တွေပို့ပြီးတော့မြန်လာမယ် channel တွေအများကြီးပို့ပြီးတော့ join နိုင်လာမယ်ပုံမှန်ကောက်နေဆိုလို့ရှိရင် channel အခု900ပဲ join လို့ရတဲ့နေရာမှာ Telegram Premium ဆိုလို့ရှိရင်တော့ channel အခု1000တိတိကို join လို့ရမှာပဲဖြစ်ပါတယ်1 month ဆိုလို့ရှိရင်တော့ log in လုပ်ပြီးတော့3 month 6 month နဲ့1 year ဆိုလို့ရှိရင်တော့ဘာ log in မှာပေးကြမလို့ပါဘူးအဲ့တော့ကိုကြိုက်နေတဲ့ဟာကိုလာပြီးတော့ဝယ်ယူအပ်ပေးလို့ရပါတယ်အပေါ်မှာပြထားတဲ့ဖုန်းနံပါတ်တွေပုံမှာပြထားတဲ့အကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်